အောင်မြင်ပြီးတဲ့နောက်မှာ quality ကောင်းတာမျိုးပဲရွေးချယ်ရိုက်ကူးမဲ့ဆိုပြီးတော့ road တစ်ခုမြင်လိုက်တဲ့မင်းသမီးလေးမေမီကိုကိုကတော့အနုပညာလောကတဲကိုဝင်ရောက်လာခဲ့တာကြာခဲ့ပေမဲ့လူသိများပြီးတော့အောင်မြင်ခဲ့တာကတော့တိတ်မကြသေးပါဘူး။အောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပေမဲ့ဝေဖန်မှုတွေကတော့တခြားမင်းသမီးတွေထက်ပိုခံရပါတယ်။တာမန်ရုပ်ရည်ကိုသာပိုင်ဆိုင်ထားတာမို့မင်းသမီးဖြစ်ရမယ့်ရုပ်မဟုတ်ဘူးဆိုပြီးတော့ဝေဖန်ကြသလို fashion ကွမ်းတဲ့မင်းသမီးဆိုပြီးတော့ဝေဖန်မှုတွေကတော့အများကြီးပါပဲ။မေမီကိုကိုကတော့ရုပ်ရည်ပိုင်းအဝတ်စားပိုင်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေခံခဲ့ရပေမဲ့ပြိုလဲမသွားဘဲနဲ့စူးစမ်းခဲ့တာကြောင့်အခုဆိုရင်အောင်မြင်တဲ့မင်းသမီးတစ်လက်ဘဝကိုရောက်နေပါပြီ။ဇလန်တွဲတွေနဲ့လူသိများခဲ့ပေမဲ့အခုဆိုရင်ရုပ်ရှင်စကားကြီးတွေရိုက်ကူးရင်းနဲ့ပရိသတ်ရင်ထဲမှာနေရာအပြည့်ယူထားနိုင်ခဲ့ပါပြီ။မေမီကိုကိုကတော့မင်းသမီးဖြစ်ဖို့မထိုက်တန်ဘူးဆိုပြီးတော့ဝေဖန်နေတဲ့သူတွေစွန့်အားသွားအောင်သူ့အနေနဲ့လှုပ်ပြနိုင်ခဲ့ပါတယ်။မေမီကိုကိုကတော့ပရိသတ်တွေအပြင်ဝေဖန်သူတွေစီကပါချီးကျူးခံရတဲ့အထိကိုလှုပ်ပြနိုင်ခဲ့တာပါ။ဇလန်တွဲတွေစကားတွေများစွာကိုရိုက်ကူးခဲ့တဲ့မေမီကိုကိုကတော့အခုချိန်မှာတပင်တယ်များနင်းစီစကားရိုက်ကူးရင်းနဲ့ပရိသတ်ချီးကျူးတာကိုခံနေရတာပါ။မိမိုက်နေတဲ့တရုတ်ဆောင်ချက်တွေကြောင့်ဝေဖန်သူတွေတောင်မှမရှိသလောက်နေပါခဲ့ပြီးတော့အကယ်ဒမီရဖို့အထီတောင်ပရိသတ်တွေကမျှော်လင့်ခဲ့ကြတာပါပဲ။အရင်ကတရုတ်ဆောင်ခဲ့တဲ့ပုံစံနဲ့ကြွယ်ပြားနေတဲ့ပုံစံကြောင့်ဆိုရှယ်မီဒီယာတစ်ခုလုံးမှာလည်းသူမကစိုးမိုးလို့နေခဲ့တာပါ။အရင်ကဇလန်တွဲတွေအများကြီးရိုက်ခဲ့ပေမဲ့ထင်သလောက်မအောင်မြင်ခဲ့ပဲနဲ့မေမီကတော့အခုအချိန်မှာသူဘာလုပ်ရမလဲဆိုတာကိုကောင်းကောင်းသိနေပါပြီ။ MRTV4 မှာဇလန်တွဲတွေရိုက်ကူးခဲ့ချိန်ကပရိသတ်မျက်စိရှိကနေပျောက်မသွားအောင်လာကန်းလှမ်းတဲ့ဇလန်တွဲတိုင်းကိုလောဘနဲ့ရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ကိုယ့်အတွက်ကောင်းမဲ့ဇက်မျိုးကိုမရွေးချယ်ပဲနဲ့ရိုက်ရဖို့ကိုသာအဓိကထားခဲ့ပေမဲ့အောင်မြင်မှုကတော့ထင်သလိုဖြစ်မလာခဲ့ပါဘူး။ဇလန်တွဲအများကြီးရိုက်ခဲ့ပေမဲ့မြိုင်ဆိုတဲ့ character နဲ့သာလူသိခဲ့တဲ့မေမီကိုကိုကတော့အများကြီးရိုက်တိုင်းကောင်းတာမဟုတ်ဘူးဆိုတာကိုသိသွားခဲ့ပါပြီ။စကားအရေးအတွက်များပေမဲ့လူကြိုက်နေပြီးတော့ပရိသတ်တွေရဲ့အတိမတ်ပြုအားပေးတာမခံရတာကြောင့်အခုအချိန်မှာအရေးအတွက်ထက်အရေးသွေးကိုသာဦးစားပေးတော့မှာပါ။ဇလန်တွဲတွေအများကြီးရိုက်ရလို့ငွေရပေမဲ့လည်းမေမီကိုကိုလိုချင်တာကဇက်ထက်အောင်မြင်မှုကိုပါ။လာကန်းလန်းတဲ့စကားတိုင်းကိုရိုက်ကူးပြီးတော့မထင်မရှားဘဝမှာမနေတော့ဘဲနဲ့တပင်တယ်များနေစီလိုမျိုးတကားရဲနဲ့အကယ်ဒမီရစီမဲ့စကားမျိုးကိုသာရိုက်ကူးတော့မယ်လို့ဆိုလာပါတယ်။မေမီကိုကိုကတော့အခုလိုမျိုးဆုံးဖြတ်ချက်ကိုချလိုက်ရတာကလည်းဘဝင်မြင့်သွားတာအောက်ခြေလွတ်သွားတာမဟုတ်ဘဲနဲ့စူးစမ်းမှုအရာထင်ကျလို့ပါပဲနော်။အကယ်ဒမီဝတ်မုံရွှေကြီးတို့ဖိုးဖွေးတို့လိုမျိုးတစ်နှစ်မှာတကားနှစ်ကားလောက်ရိုက်ရပေမဲ့အနုပညာလောကမှာပရိသတ်အားပေးချစ်ခင်မှုကိုများစွာရရှိခဲ့သလိုအကယ်ဒမီတွေလည်းရနေတာမို့မေမီကိုကိုကတော့စီနီယာတွေရဲ့လမ်းစဉ်ကိုအမိလိုက်တော့မှလည်းဖြစ်ပါတယ်။မေမီကိုကိုကတော့ရုပ်မချောပေမဲ့အရေးချင်းရှိတဲ့မင်းသမီးတစ်လက်မို့ဒီထက်မကအောင်မြင်တဲ့အနုပညာရှင်ဖြစ်ဖို့ကြိုးစားတော့မှလည်းဖြစ်ပါတယ်။အခုလိုမျိုးလူကြိုက်များနေတဲ့အချိန်မှာအခုလိုတွေပြောနေပေမဲ့အောက်ခြေလွတ်တဲ့မင်းသမီးဆိုပြီးတော့ပရိသတ်တွေကိုအထင်မလွဲစေချင်ဘူးလို့ဆိုလာပါတယ်။အနုပညာအလုပ်တွေလုပ်လို့ရနေတော့မှသူဖြစ်ချင်တဲ့အရာတွေကိုလုပ်ရင်းနဲ့အောင်မြင်မှုကိုအဓိကထားတော့မှမို့ထီထီမိမိဖြစ်စေမဲ့ဇလန်မျိုးကိုသာရွေးချယ်ရိုက်ကူးတော့မှလည်းဖြစ်ပါတယ်။သူရိုက်တဲ့ဇာကားတိုင်းကအနှစ်သာရရှိပြီးတော့ပရိသတ်အတွက်တခုခုကြံခဲ့သလိုဇာကားမျိုးပဲရိုက်တော့မယ်ဆိုပြီးတော့အနုပညာအပေါ်ထားတဲ့သူ့ရဲ့ခံယူချက်ကိုပြောလာခဲ့ပါပြီ။သူမကိုချစ်တဲ့ပရိသတ်တွေကတော့ဇလန်တွဲတွေမှာမတွေ့ရတော့ဘူးဆိုပြီးတော့ဝမ်းနည်းနေကြပါပြီ။ဇလန်တွဲတွေကြည်ရင်နဲ့အားပေးခဲ့ရတာမို့ဇလန်တွဲတွေကိုတော့ဆက်ပြီးရိုက်ကူးစီချင်တယ်ဆိုပြီးတော့ပရိသတ်တချို့ကတောင်းဆိုနေကြပြီလေဖြစ်ပါတယ်ရှင်။